ရှေ့ပိုင်းမှာမင်းသားကအဆင့်3ထိအောင်မြင်သွားတာကိုတွေ့ခဲ့ရပါတယ်ဒီနေ့မှာတော့ကြန့်ရှိနေတဲ့ပိုခက်ခဲတဲ့ခဲအနေနဲ့သူစိတ်ကောင်းစရာဇာတ်သိမ်းပိုင်းကိုပြောပြပေးသွားမှာပါဒီပိုင်းမှာတော့မင်းသားရဲ့တငယ်ချင်းတွေကဘယ်သူတွေအသက်ရှင်ကြမလဲဆိုတာရင်သိထိန်နေကြည့်ရမှာလှုပ်ရမြခိန်မှာတော့အကြောင်းသားတွေဟာအခန်းပြူကြီးထဲမှာဝဲဝင်ဖြူကြီးတစ်ကောင်နဲ့တွေ့ရပါတယ်ဒီခဲရဲ့စီမံကတော့အမှန်တိုင်းပြောရတဲ့ခိန်မှာဝဲဝင်ကြီးကမေးတဲ့မေးခွန်းတွေကိုအားလုံးကတညီတညွတ်ထဲအပြေမှန်ကိုဖြေရမှာပါတကယ်လို့တယောက်ကလိန်ညာခဲ့ရင်ဒါမှမဟုတ်အပြေမတူခဲ့ရင်အားလုံးအသက်ခံရမှာပါဒီနေရာမှာမင်းသားဟာဝဲဝင်ကြီးကိုယ်တိုင်ကလိန်ညာနေတာကိုရိပ်မိသွားပြီးပါနတ်စာနဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်နောက်ဆုံးကကတော့ကျွန်တော်တို့ငငယ်ကဆော့နေကြတန်မှုကန်တန်ကစားနေပါပဲစီမံကတော့နေမဝင်ခင်မှာတန်မှုကိုကန်နိုင်တဲ့လူကအနိုင်ရမှာပါဒါပေမဲ့ဒီကိန်းမှာရှုံးတဲ့သူဟာအရှင်လက်လက်မီးရှို့တတ်တာကိုခံရမှာဖြစ်ပါတယ်မင်းသားဟာသူ့ရဲ့အသက်ကိုယဉ်ပြီးနောက်ဆုံးစက္ကန့်မှာတန်မှုကိုကန်နိုင်ခဲ့လို့ခိုင်ရလုံးကိုအောင်မြင်သွားခဲ့ပါတယ်ခိုင်ရလုံးပြီးဆုံးသွားတဲ့အချိန်မှာကြန့်ရှိနေတဲ့ចောင်းသားတွေကိုရေခဲမုတ်တစ်ခုစီတွေ့ပါတယ်ဒါပေမဲ့ရေခဲမုတ်တွေရဲ့ဒုတ်ချောင်းလေးတွေမှာအသက်ရှင်သူနဲ့သေဆုံးရမယ့်သူဆိုပြီးကန်ဆယ်မဲပါနေပြန်တယ်နောက်ဆုံးမှာတော့မင်းသားနဲ့သူ့ငယ်ချင်းအာမာယာ2ယောက်ထဲသာကံကောင်းပြီးတက်ရှင်ကြံရစ်ခဲ့ပါတယ်